9 exercise 14 3 capacitor or capacitance 3 microfarad 10 microfarad and 50 microfarad are connected in series capacitor 3 လုံးကို series ဆက်ထားတယ် with 100 volt battery series ဆက်ထားတဲ့ capacitor 3 လုံးကို 100 volt battery နဲ့ထပ်ပြီးတော့မှဆက်ထားတယ်အဲ့တော့ capacitor 3 လုံးဆိုတာက C1 ဒါက C2 ဒါက C3 Why is the charge and potential difference on each capacitor capacitor တစ်လုံးစီမှာရှိတဲ့ချက်ပမာဏ capacitor 3 လုံးဆိုတော့ Q1 Q2 Q3 ပေါ့ပြီးရင် capacitor တစ်လုံးစီမှာရှိတဲ့ potential difference ဆို V အဲ့တော့ capacitor တစ်လုံးစီမှာရှိတဲ့ potential difference ဆိုတော့ V1 V2 V3 ကိုမေးပါတယ်အဲ့တော့ဒီမှာcapacitor 3 လုံးပေးထားတယ် capacitor တစ်လုံးစီမှာရှိတဲ့ Q တန်ဖိုးကိုမေးတယ် V တန်ဖိုးကိုမေးတယ်အဲ့တော့အရင်ဆုံး capacitor တွေကိုဘာလို့ရမှာလဲဆိုတော့ capacitor တွေကို series ဆက်ပေးရမယ်เนาะ capacitor တွေကို series ဆက်မယ် capacitor တွေကို series ဆက်ရင်ဘိုင်ခံပြီးတော့ပေါင်းပေးရတယ်အဲ့တော့ 1/c equal 1/c1 plus 1/c2 plus 1/c3 အဲ့တော့ခဏန်းဒီအစားထိုးလိုက်မယ်ရှင်းလိုက်တော့ 1/c equal 50/13အဲ့တော့ c ကိုပြောင်းပြန်လိုက်ရင်13ကိုလည်းပြောင်းပြန်လိုက်တော့ဒီမှာ2 microfarad ရပါတယ်အဲ့တော့ဒီမှာစုစုပေါင်း V တန်ဖိုးပေးထားတယ်เนาะစုစုပေါင်း V တန်ဖိုးပေးထားတယ်စုစုပေါင်း C တန်ဖိုးရသွားပြီအဲ့တော့ဘာကိုရှာမအောင်ဆိုစုစုပေါင်း Q တန်ဖိုးကိုရှာမယ် series ဆက်ရင်ရရှိလာမယ်စုစုပေါင်း Q တန်ဖိုးကိုရှာမယ် Q equal to CV ခဏနေစားထိုးလိုက်ရင်200 micro coulomb ရတယ်အဲ့ဒါရပြီဆိုရင်အခုက series ဆက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ series ဆက်ရင် Q တူတယ် V ခွဲတယ်ဆိုတဲ့အချက်ကိုယူပြီးတော့မှသုံးရပါမယ်အဲ့တော့ဒီမှာ series ဆက်လိုက်တဲ့အခါမှာရရှိလာတဲ့စုစုပေါင်း Q ဒီ CD ဆက်ထားတဲ့ capacitor CD ဆက်ထားတဲ့ capacitor တွေထဲမှာရှိတဲ့ချက်တွေနဲ့တူမယ်အဲ့တော့ CD ဆက်ရင်ရရှိလာတဲ့ Q ဒီရရှိလာတဲ့စုစုပေါင်း Q ဒီ capacitor တစ်လုံးစီမှာရှိတဲ့ Q ဒီနဲ့တူမှာပေါ့အဲ့တော့ဒီမှာဒီလောက်ရတယ်အဲ့တော့ Q1 ရရင် V1 ကိုရှာလို့ရပြီအဲ့တော့ရှာလိုက်တော့ဒီလောက်ရတယ် V2 Q2 ရရင် V2 ကိုရှာလို့ရပြီအဲ့တော့ဒါရှာလိုက်တော့ဒီလောက်ရတယ်Q3 ရရင် V3 ရပြီအဲ့တော့ရှာလိုက်ရင်ဒီလောက်ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်